နိုင်ငံခြားမှာအလုပ်လုပ်မယ်ဆိုရင်ဘာလို့ international exam တွေဖြေဖို့လိုတာလဲအများကြီးရောဖြေဖို့လိုလားဒီဗီဒီယိုမှာကကြတော့ဆရာကြီးအတွက်မဟုတ်ပါဘူးကျွန်တော်ဖြတ်တန်းလာတဲ့အတွေ့အကြုံကနေပြီးတော့ sharing လုပ်ပြီးတော့မှဖြစ်ပါတယ်တချို့တွေကပြောလိုက်မယ်စာမွဲတွေဖြည့်ဘာညာနဲ့လုပ်ငန်းအတွေ့အကြုံကမရှိဘူး certificate တွေကန်ပြီးတော့ကြောင်ပြောင်းနေတဲ့သူတွေလည်း market မှာအများကြီးပါတချို့တွေရဲ့ mindset ကကြတော့လေ certificate တွေရှိမယ်ဆိုလို့ရှိရင်အလုပ်ရမယ်လို့တွေးနေကြတော့ကျွန်တော်အမြင်ကပြောမယ်ဆိုလို့ရှိရင်တော့ international exam တွေဖြေတာမမှားပါဘူးတခြားနိုင်ငံမှာအလုပ်လျှောက်တဲ့အခါမှာကိုယ့်နိုင်ငံမှာပေးတဲ့ local certificate တွေထက် international ကပေးတဲ့ certificate တွေကပိုပြီးတော့အလုပ်ဖြစ်ပါတယ်တချို့လူတွေလာမေးကြတယ်ဘယ် exam တွေဖြေဖို့လို့လဲဘယ် level ထိဖြေရမလဲကျွန်တော် idea အပိုင်းမှာတော့ exam တွေက fundamental intermediate expert ဆိုပြီးတော့ level အမျိုးမျိုးရှိတယ်ကျွန်တော်လည်းမသိခင်တုန်းကတော့အတွေ့အကြုံမရှိသေးပဲနဲ့ expert level ထိဖြည့်ချင်ခဲ့ဘူးတယ်ဒီနေရာမှာတော့အကြံတစ်ခုပေးချင်တာကကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံအနေအထားပေါ်မူတည်ပြီးတော့စာမွဲတွေကို level လိုက်ဖြည့်တာကတော့အကောင်းဆုံးပါပဲကျွန်တော်ရဲ့လုပ်ငန်းအတွေ့အကြုံကပြောမယ်ဆိုလို့ရှိရင်2နှစ်3နှစ်လောက်အတွေ့အကြုံရှိထားတဲ့အချိန်မှာတော့ intermediate လောက် exam ကိုဖြေထားပြီးတော့ကိုကလုပ်ငန်းအတွေ့အကြုံ4-5နှစ်ဖြစ်လာတဲ့အချိန်မှာတော့ expert level မျိုးကိုဖြေလို့ရပါတယ်တခါလေမှာကိုကလုပ်ငန်းအတွေ့အကြုံ1နှစ်လောက်တော့မရှိသေးပဲနဲ့ expert level certificate လောက်ထိကင်ထားမယ်ဆိုရင်တကယ်လက်တွေ့မှာတီးတဲ့တက်တဲ့လူနဲ့တွေ့ရင်တော်တော်ရှက်ဖို့ကောင်းပါတယ်နောက်ထပ်တစ်မျိုးကိုစဉ်းစားပြီးပြောမယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအနေနဲ့ international exam တွေမဖြေနိုင်သေးရင်လည်းစိတ်ထဲမကြပါနဲ့ကျွန်တော်လည်းအရင်ကဖြစ်ခဲ့ဖို့ပါတယ်တင်တန်းလောက်ပဲတက်နိုင်ပြီးတော့စာမွဲဖြေဖို့ဒေါ်လာနဲ့ပေးသွင်းရတဲ့အချိန်မှာတော့ပတ်စံအခက်အခဲရှိကောင်းရှိနိုင်ပါတယ်သို့တော်လည်းစူးစမ်းပြီးတော့ကိုလှုပ်တဲ့အပိုင်းမှာကိုနဲ့သက်ဆိုင်တဲ့စာမွဲတစ်ပါးစာလောက်ဖြေထားရင်တော့ပိုကောင်းပါတယ်ကျွန်တော်တို့ကလည်းကျောင်းတက်တုန်းကစာမွဲချင်းမတက်နိုင်လို့လုပ်ငန်းခွင်ရောက်မှာပဲဖြေတာပါဒါကတော့ကျွန်တော်သိလောက်မျှဝေပေးသွားတာဖြစ်ပါတယ်အလုံးပဲအလုပ်ကိုင်တွေအဆင်ပြေကြပါစေနောက်ဆုံးပိတ်ပြောချင်တာကတော့အလုပ်ရခြင်းမရခြင်းဟာ international certificate တွေဘွဲတွေနဲ့